မြန်မာနိုင်ငံတွေကစက္ကန့်ဈေးကွက်မှာတရုတ်ကားတွေက GDN ကားတွေလိုမျိုးဈေးကွက်ခိုင်မာမှုရှိလာနိုင်လားဆိုတာအသေးစိတ်ဆွေးနွေးပေးသွားပါမယ်။ intro လေးပြီးရင်စလိုက်အောင်မြန်မာနိုင်ငံရဲ့ကားလောကမှာ JDM လို့ခေါ်တဲ့ဂျပန်ကားတွေဟာရွှေလိုပဲအရှိန်ကြာလေတန်ဖိုးတက်လေဈေးခိုင်လေဖြစ်ခဲ့တာပါဒါပေမဲ့အခုနောက်ပိုင်းတရုတ်ကားအသစ်တွေ brand new တွေဝင်လာတဲ့အခါလူတိုင်းရဲ့စိတ်ထဲမှာတရုတ်ကားတွေဝယ်ပြီးရင်ပြန်ရောင်းရင်ဈေးအများကြီးရှုံးလားဆိုတဲ့စိုးရိမ်စိတ်ကအမြဲရှိနေပါတယ်ဒီဗီဒီယိုမှာတော့တရုတ်ကားတွေက second market လို့ခေါ်တဲ့ဝယ်ရောင်းလောကမှာဂျပန်ကားတွေလိုမျိုးဈေးကွက်ခိုင်မာမှုရှိလာနိုင်မလားဆိုတဲ့အကြောင်းကိုအချက်၅ချက်နဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့တိစောက်ပုံနဲ့ရေရှည်ခံနိုင်ရေးပါဂျပန်ကားတွေဖြစ်တဲ့ Toyota, Honda, Mazda, Mitsubishi တို့လိုမျိုးမြန်မာပြည်ရဲ့ဖုန်ထူတဲ့လမ်းတွေဂျိုင်းခွက်တွေပေါ်တဲ့လမ်းတွေမှာကျွဲလူနွားလိုမျိုးအကျန်းခံနိုင်ကြောင်းဆယ်စုနှစ်များစွာတက်တည်ပြခဲ့ပြီးသားပါအင်ဂျင်ပိုင်းကလည်းစီရည်သွေးသိမ့်မကောင်းရင်တော့အတော်လေးခံနိုင်ရရှိပါတယ်အဲ့ဒါကြောင့်လေJDM ကားတွေဟာမြန်မာနိုင်ငံရဲ့ second market မှာဈေးကွက်အခိုင်အမာရရှိပြီးသားဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာ model မြင့်တရုတ်ကား brand တွေကမြန်မာနိုင်ငံတွေကိုအလုံးရင်းနဲ့ဝင်ရောက်လာခဲ့ပါတယ်။ပုံစံဒီဇိုင်းတွေကခင်မိတာကြောင့်ရောအတွင်းကန်း fashion တွေပို့ဆောင်တာကြောင့်ရောလူကြိုက်လည်းများလာကြပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့ second market ထဲမှာတော့ကားတစ်စီးရဲ့ရေရှည်ခံနိုင်ရည်ကစကားပြောစရာဖြစ်လာခဲ့ပါပြီ။နောက်ထပ်9နှစ်ဒါမှမဟုတ်10နှစ်ကြာသွားတဲ့အခါအင်ဂျင်ကဘယ်လောက်ထိအတန်ငယ်အောင်မလဲကိုယ်တွေကဘယ်လောက်ထိခိုင်မာနိုင်အောင်လဲဆိုတာကမြန်မာပြည်မှာတက်တည်ပြဖို့အချိန်လိုအပ်နေပါသေးတယ်။ဒါကြောင့်လူတွေကစက္ကန့်ဝယ်မယ်ဆိုရင် JDM ကိုပဲစိတ်ချရဆုံးလို့သတ်မှတ်ထားကြတာပါ။နံပါတ်2ကတော့အပိုပစ္စည်းနဲ့ပြင်ဆင်နိုင်မှုပိုင်းပါ။ JDM ကားတွေရဲ့အားသာချက်ကနယ်မြို့လေးတွေက workshop မှာတော့ဆရာကြီးတွေပေါ်ပါတယ်။အပိုပစ္စည်းလိုချင်တယ်ဆိုရင်လည်းနီးစပ်ရာကားပစ္စည်းဆိုင်တွေမှာအလွယ်တကူရှာဝယ်လို့ရပါတယ်ဒီဘက်ခေတ်မှာတော့တရုတ်ကားတွေက mechanical ထက် software ဘိုင်းကိုပိုပြီးဦးစားပေးလာကြပါတယ်ကားမှာ error တစ်ခုခုတက်ရင်ကွန်ပျူတာနဲ့ထိုးစစ်ရတာမျိုးစင်ဆာတွေလဲရတာမျိုးဖြစ်တဲ့အတွက်လက်တက်စံပြင်လို့မရပါဘူးအပိုပစ္စည်းကို showroom တွေမှာပဲမှာယူလို့ရတာမျိုးရှိတတ်လို့နယ်မျိုးကသူတွေအတွက်တော့အခက်အခဲဖြစ်နိုင်ပါတယ်ဒါပေမဲ့စက္ကန့်ဈေးကွက်မှာပြင်ရလွယ်တဲ့ကားကအမြဲတမ်းဈေးပိုခိုင်ပါတယ်နံပါတ်3ကတော့နည်းပညာနဲ့အပြောင်းလဲမြန်ဆန်မှုပါတရုတ်ကားတွေက smartphone တွေနဲ့တူပါတယ်ဒီနှစ်မှာ screen အကြီးကြီးနဲ့ထွက်လာပေမဲ့နောက်နှစ် screen ပိုကြီး feature တွေပိုစုံလာတာမျိုးတွေထွက်လာတတ်ပါတယ်နည်းပညာကမြန်ပြောင်းလဲနေတော့ model တစ်ခုထွက်ပြီးတစ်နှစ်နှစ်နှစ်အတွင်းမှာ model အဟောင်းကခေတ်နောက်ကျတယ်လို့မျိုးခံစားစေပါတယ် GDN ကားတွေကတော့ design ပိုင်းမှာအပြောင်းလဲသိမ့်မမြန်ပဲ classic ဖြစ်နေတယ်လို့9နှစ်ကြာလဲဈေးကွက်ကလူကြိုက်မပြတ်တာပါနောက်ထပ်နံပါတ်4ကတော့အစိုးရမူဝါဒနဲ့ EV ခေတ်ပါဒါကတော့တရုတ်ကားတွေအတွက်အသက်ပါပဲလက်ရှိမြန်မာနိုင်ငံမှာလောင်စာဆီဈေးနှုန်းနဲ့တင်သွင်းမှုအကန့်အသတ်တွေကြောင့်အစိုးရက EV လျှက်စစ်ကားတွေကိုအကြီးအကျယ်တွန်းအားပေးနေပါတယ်တရုတ်နိုင်ငံဟာကမ္ဘာ EV နည်းပညာမှာထိပ်ဆုံးကနေရှိနေတော့နောက်ပိုင်းမှာ EV သုံးစွဲသူများလာလေတရုတ်ကားတွေရဲ့စက္ကန့်ဈေးကွက်ကလည်းတဖြည်းဖြည်းနဲ့နေရာရလေဖြစ်လာပါလိမ့်မယ်နောက်10နှစ်လောက်မှာ JDM C ကားတွေထက်တရုတ် EV ကားတွေကပိုပြီးဈေးကွက်ဝင်လာနိုင်တဲ့အခွင့်အလမ်းတွေလည်းရှိပါတယ်ဆိုတော့မြန်မာနိုင်ငံရဲ့ second market မှာဈေးကွက်ခိုင်မာဖို့ဆိုရင်တော့စူတောင်းမှရမယ်အနေအထားမျိုးပါနောက်ထပ်နံပါတ်5ကတော့ brand image နဲ့ယုံကြည်မှုပါမြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာဂျပန်ပစ္စည်းဆိုရင်ခိုင်တယ်တရုတ်ပစ္စည်းဆိုရင်ခဏပဲဆိုတဲ့အစွဲကတော်တော်လေးပြင်းထန်ပါတယ်ဒါကမှားတယ်မှန်တယ်ဆိုတာထက်ကိုယုံကြည်မှု trust ရဲ့ပြဿနာပါတရုတ် brand တွေအနေနဲ့ဒီဆွဲကိုရှေ့ဖြတ်ဖို့ဆိုရင်သူ့ရဲ့ after sales service ကဘယ်လောက်ထိတာဝန်ယူပေးနိုင်မလဲကားတွေဘယ်လောက်ထိအကျန်းခံတယ်လဲဆိုတာကို9နှစ်ကနေ10နှစ်အထိအချိန်ယူပြီးသက်သေပြရမှာပါအဲ့ဒီအချိန်ကြာမှသာစက္ကန့်ဈေးကွက်မှာ JDM တွေလိုမျိုးဈေးကွက်ခိုင်မာလာမှာဖြစ်ပါတယ်နှီးကုန်းချုပ်ရရင်တရုတ်ကားတွေက JDM လိုမျိုးဈေးကွက်ခိုင်မာဖို့ယုံကြည်မှုဆိုတဲ့အချိန်ကိုစောင့်ရပါအောင်မယ်အခုချက်ချင်းတော့ JDM ကိုမကြော်နိုင်သေးပါဘူးမိတ်ဆွေတို့ရောဘယ်လိုထင်လဲသိန်း2000လောက်ရှိရင် JDM ကားဟောင်းကိုပဲဝယ်မလားဒါမှမဟုတ်တရုတ်ကားအသစ်ဆက်ကိုပဲဝယ်မလားကွန်မန့်မှာပြောခဲ့ပေးပါဦး